ကဲအားလုံးမင်္ဂလာပါအခုကတော့ Minecraft ရပါတော့ဒီရေးလိုက်ပြီးတော့ဝေးထားပါတော့မှာပါလို့ဒီကလေးတွေကိုဝေးထားပါတော့အခုကဘာလို့ရမလဲဆိုတော့ကျွန်တော်ရဲ့ဒီကိုလေးရှိလာပြမယ်နော်ဒီကိုလေးအစားကြည့်လောက်စားကြတော်ထွက်ကြည့်ထောက်ဘူးတော့တခါမှနေတခါတော့ခါတော့ထွက်တခါမှလို့ရမယ်ကွာဟိုလည်းရှောက်မသွားပဲနဲ့ကျွန်တော်တော့လိုက်ခင်လို့လာတော့မသိဘူးအဲ့ဒါဟိုချော်ပြီးတော့ဒီနေ့စာချုံးနေဆိုပြီးလို့နေတော့နောက်အပိုင်းမှာတော့အဖြစ်မလဲဆိုတာကြည့်လိုက်ကြပေါ့ဟိုကလည်းအတောင်လို့သိချင်တာဟိုလေကျွန်တော်ဒီသူတို့တွေပြားလေးလိုက်ကြပြားလေးဆိုပြီးပြောတယ်အဲ့တော့မှသူတို့ရရောက်တယ်ပန်းတစ်ခုလည်းဝမ်းအုပ်မျိုးဝတ်နေတယ်ဆိုအဲ့ပန်းလေးဖြတ်ထက်လိုက်တယ်ကျွန်တော်လည်းတကားပုံသူတို့တွေလိုက်ကြမယ်ဆိုပြီးတော့လှုပ်လိုက်တာဟိုလေအိုးကလည်းသူတို့တွေကိုလည်းအထဲထဲဝင်မရတာအမှပြားလေးပါချီပြီးသားဖြစ်သွားတယ်ပေါ့နော်အဲ့ကျိုးကြီးကျွန်တော်လည်းဆိုကြည့်လိုက်ပေါ့နော်အမကိုယ်လေးရလည်းကျွန်တော်နောက်လိုက်ခဲ့ပေါ့နော်ဒါနဲ့ subscribe လုပ်ခဲ့ပါဦးဒါပါပဲတတာ